ဒီပစ္စည်းတွေကိုကလေးအန်ရဲ့ကင်းအောင်အထူးပြုလုပ်ထားပါရဲ့ရှင် quality ကောင်းနဲ့အရေးအသွေးနေနဲ့ပြုလုပ်ထားပြီးကလေးစိတ်ဝင်စားတဲ့ကစားခွင့်တွေလည်းအများကြီးရှိပါရဲ့ရှင်ပစ္စည်းတင်များနဲ့ပုံမှန်မြင်ရရှိနိုင်တော့ customize ပေးကြောင်းများကိုစီစဉ်ဆောင်ရွက်ပေးပြီးဝယ်လူသူများအတွက်ဝန်ဆောင်မှုအပြည့်ပေးနေပါရှင်။ customize ပေးကြောင်းများမှာရတဲ့လဲတတ်မှတ်ခေအကွာဝေးရကြာချင်းတစ်လခွဲမှ2လခန့်ထိရှိနိုင်ပါရဲ့ရှင်။ customer များပုံဖော်ခြင်းသည့်ဒီဇိုင်းများလေးရှိပါကလည်းကုညီဝန်ဆောင်မှုပေးနေပါရဲ့ရှင်။သက်ဆိုင်ခဲ့ပြီးတော့ကစားခွင့်များကိုလည်းရန်ကုန်မန္တလေးမြို့များတွင်3လအတွင်း2ကြိမ်အခမဲ့စစ်ဆေးပေးသည့်ဝန်ဆောင်မှုများကိုလည်းစီစဉ်ပေးထားပါရဲ့ရှင်။